နာအတန်းမှာဆိုရင်နာနီနုနဲနိုဆိုပြီးတော့ရှိပါမယ်အဲ့ဒီစလုံးလေး၅ခုကိုရေးကြည့်ကြရအောင်ပထမဆုံးနာဆိုတဲ့စလုံးလေးရေးကြည့်မယ်နော်နာဆိုတဲ့စလုံးလေးကရိုမာကြီးနဲ့ရေးမယ်ဆိုရင် NA နာ NA လို့ရေးပြီးတော့နာလို့အတန်းထွက်မယ်ကဲခါတာခါနာရဲ့နာဆိုတဲ့စလုံးလေးကဘယ်လိုလေးလဲဆိုရင်မြင်းဖြောင်းလေးရှည်တစ်ချက်ဆွဲလိုက်မယ်ပြီးရင်အဲ့ဒီမြင်းဖြောင်းလေးကိုအပေါ်ကနေဒီလိုဖြတ်မယ်နော်ဖြတ်ပြီးတော့အောက်မှာဒီလိုကွေကွေလေးဆွဲချလိုက်နော်ဒီလိုလေးဟုတ်ပြီနော်အပေါင်းလက္ခဏာလေးလိုမှအောက်ပိုင်းမှာကျတော့အခုကွေကွေလေးဆွဲသွားတယ်ပေါ့နော်ဒါလေးကဘာလဲဆိုရင်ခါတာခါနာရဲ့နာဆိုတဲ့စလုံးလေးပါသူ့မှာဆွဲချက်2ချက်ရှိပါမယ်ကဲဒါဆိုရင်ဒီဟာလေးကိုပြန်ရေးပြမယ်နော်မြင်းဖြောင်းလေးတစ်ချက်ဆွဲမယ်အလဲကောင်ကပေါ်ကနေအောက်ကိုဖြတ်ပြီးအောက်ပိုင်းမှာကွေကွေလေးဆွဲမယ်နော်တစ်ချက်2ချက်ဒီနှစ်ဒီနှစ်ဒါပါလဲဆိုရင်နခတာခနာရဲ့နာဆိုတဲ့စလုံးလေးပါနောက်တစ်ခုကကြတော့နိဆိုတဲ့စလုံးလေးကိုရေးကြည့်ရအောင် NI နိကဲနိဆိုတဲ့စလုံးလေးကကြတော့အပေါ်မှာမြင်းလေးဖြောင်းတစ်ချက်ဆွဲမယ်ပြီးရင်အောက်မှာမြင်းဖြောင်းတစ်ချက်ထပ်ပြီးဆွဲမယ်မြင်းပြချင်းနဲ့တူတဲ့ပုံစံလေးကိုမှအပေါ်မြင်းလေးကတူပြီးတော့အောက်ကမြင်းလေးကရှည်မယ်ပေါ့နော်နောက်သူကလည်းဆွဲချက်2ချက်ဆွဲပေးရမယ်အပေါ်မြင်းဖြောင်းတစ်ချက်အောက်မြင်းဖြောင်းတစ်ချက်တစ်ချက်2ချက်ပဲဆွဲပေးရမယ်ပေါ့နော်အပေါ်တစ်ချက်အောက်တစ်ချက်အပေါ်မြင်းလေးကတူပြီးတော့အောက်ကမြင်းလေးကနည်းနည်းလေးရှည်မယ်ဒါလေးကပါလဲဆိုရင်နိခတာခနာရဲ့နိဆိုတဲ့စလုံးလေးပါနာနိပြီးသွားလို့ရှိရင်နောက်တစ်ခုကနု NU နုဆိုတဲ့စလုံးလေးရေးကြည့်ရအောင်နော်နုဆိုတဲ့စလုံးလေးကကြတော့စုဆိုတဲ့စလုံးလေးရေးခဲ့တာလေးနဲ့တူတယ်ဒီလိုမျိုးလေးအရင်ရေးမယ်ပေါ့နော်မြင်းဖြောင်းလေးဆွဲမယ်ပြီးရင်အောက်ကိုချိုးပြီးတောင်းလေးချိုးပြီးပြန်ဆောင်းမယ်အဲ့ဒီဆောင်းထားတဲ့မြင်းလေးကိုဒီလိုအလေကောင်ကနေပြစ်ချီကလေးလိုဖြတ်ပြီးတော့ဒီလိုလေးသွားမယ်ဟုတ်ပြီနော်အဲ့တော့ဒါလေးက2ချက်ဆွဲပေးရမယ်မြင်းဖြောင်းလေးဆွဲတောင်းလေးချိုးပြီးအောက်ကိုပြန်ကွေးမယ်ပြန်ဆောင်းမယ်ပေါ့နော်ပြီးရင်အဲ့ဒီဆောင်းလေးကိုအလေကောင်ကနေပြစ်ချီကလေးလိုပြန်ပြီးတော့ဖြတ်ချလိုက်မယ်နုဒီနှစ်နုတစ်ချက်2ချက်နုတစ်ချက်2ချက်ဟုတ်ပြီနော်ဒါပါလေနုဆိုတဲ့စလုံးလေးနုခတာကနာရဲ့နုနာနီနုပြီးတော့နေ NE နေကဲနေဆိုတဲ့စလုံးလေးရေးကြည့်ကြရအောင်နေနေလေးကကြတော့ပေါ်ကဒီလိုမြင်းနည်းနည်းလေးစောင်းပြီးတော့အဆောင်လေးတိတိလေးဆွဲလိုက်မယ်အဲ့ဒီမြင်းဆောင်လေးရဲ့အောက်မှာတခါမြင်းအဖြောင်လေးဆွဲပြီးတော့တောင်လေးချုပ်ပြီးအောက်ကိုပြန်ကွေးပြန်ဆောင်းမယ်ပေါ့နော်2ချက်ဒီပြီးရင်အဲ့ဒီဆောင်းထားတဲ့မြင်းအလဲကောင်ကနေအောက်တက်တဲ့ကိုဆွဲချလိုက်မယ်တစ်ချက်2ချက်3ချက်ပြီးရင်ဒီနှစ်ခုစုံတဲ့ဘေးမှာပေါ့နော်ဒီလိုလေးနောက်ကိုပြန်ဆောင်းမယ်စုစုပေါင်းဆွဲချက်4ချက်ဆွဲပေးရမယ်ကဲပြန်ရေးကြည့်မယ်နော်အပေါ်ကအဆောင်လေးတစ်ချက်အောက်ကမြင်းဖြောင်းဆွဲအောက်ကိုပြန်ဆောင်းမတစ်ချက်ဒါတစ်ချက်စုစုပေါင်း4ချက်နေ1 2 3 4တစ်ချက်2ချက်3ချက်4ချက်တစ်ချက်2ချက်3ချက်4ချက်ဒါပါလေနေခတာခနာရဲ့နေဆိုတဲ့စလုံးလေးပါကဲအဲ့တော့နာနီနုနေပြီးတော့ no no ဆိုတဲ့စလုံးလေးရေးကြည့်မယ်နော် no no ကဲ no ကကြတော့အပေါ်ကနေစပြီးတော့အောက်ကိုကွေကွေဝိုက်ဝိုက်ကွေကွေလေးဆောင်းဆောင်းလေးဆွဲခဲ့ဒီတစ်ချက်ထဲပဲအပေါ်ကနေအောက်ကိုဝိုက်ဝိုက်ကွေကွေလေးဆွဲခဲ့မယ် no ဟုတ်ပြီနော်သူကကြတော့ကျွန်တော်တစ်ချက်ထဲပဲဆွဲပြရမယ်နော်တစ်ချက်ထဲပဲဆွဲရပါမယ်ဟုတ်အပေါ်ကနေအောက်ကိုဆောင်းဆောင်းကွေကွေလေးဆွဲခဲ့မယ်နော်တစ်ချက်ထဲပဲဆွဲပြရမယ်ဒါကခတာခနာရဲ့ no ဆိုတဲ့စလုံးလေးကဲနာအတန်းကနာနီနုနဲနိုဆိုတဲ့ကဲစလုံး၅ခုပြီးသွားပြီကဲပြီးလို့ရှိရင်နာအတန်းပြီးတော့နောက်ထန်းကပါလဲဆိုတော့ဟာတန်းပေါ့နော်ဟာတန်းမှာကြတော့ဟာဟီဖူဟဲဟိုဆိုပြီးတော့ရှိပါမယ်ကဲဟာတန်းကစလုံးလေးရေးကြည့်မယ်အဲ့တော့ဟာဆိုရင် HA ဟာ HA ဟာကဲခတာခနာရဲ့ဟာလေးကပေါ်ကနေရှေ့ကိုအဆောင်တစ်ချက်ဆွဲမယ်ပြီးရင်သူ့ရဲ့အနောက်နည်းနည်းလေးခွာပြီးတော့နောက်မှာအဆောင်တစ်ချက်ဆွဲမယ်ထိတ်ကလေးကိုဟာပြီးတော့ရှေ့ဘက်အဆောင်တစ်ချက်နောက်ဘက်အဆောင်တစ်ချက်2ချက်ဆွဲပေးရမယ်ပေါ့နော်2ချက်ကဲတော့ပြန်ရေးကြည့်မယ်နော်ရှေ့ကအဆောင်လေးတစ်ချက်ထိတ်ကလေးကိုဟာပြီးတော့အနောက်ကိုအဆောင်တစ်ချက်2ချက်ဟာဒီနှစ်
တစ်ချက်နှစ်ချက်တစ်ချက်နှစ်ချက်ဒါကကာတာကာနာရဲ့ဟာဆိုတဲ့စလုံးလေးပါဟာပြီးတော့နောက်တစ်ခုက he he ကဲ he ကကြတော့ဒီကနေအပေါ်နည်းလေးစောင်းပြီးတော့ဒီလိုမြင်းလေးဆွဲလိုက်မယ်နော်ဆွဲပြီးရင်ဒီအရှိစဆွဲခဲ့တဲ့အပေါ်နာလေးမှာဒီလိုလေးသူ့ကိုထိပြီးတော့ပေါ်အောင်ဆင်းမယ်ဒီမှာအနောက်ကိုဒီလိုလေးပြန်ကွေးမယ်တော့သူကလည်းနှစ်ချက်တည်းပဲဆွဲပေးရမယ်တစ်ချက်နှစ်ချက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 ်ဒီနှစ်ဒါကဘာလဲဆိုတော့ကာတာခဏရဲ့ he ဆိုတဲ့စလုံးလေးဟာ he ပြီးတော့နောက်တစ်ခုကဖူ ဖူကဲဖူဆိုတဲ့စလုံးလေးကကြတော့မြင်းဖြောင်လေးဆွဲပြီးတော့တောင်လေးချိုးပြီးအောက်ကို white ဆောင်းလေးပြန်ဆောင်းလိုက်မယ်ဒါလေးပဲเนาะသူကတစ်ချက်တည်းပဲဆက်ပေးရမယ်မြင်းဖြောင်လေးဆွဲတောင်လေးချိုးပြီးအောက်ကိုwhite ဆောင်းလေးပေါ့เนาะတစ်ချက်ဖူเนาะဒါလေးကဘာလဲဆိုရင်ကာတာကာနာရဲ့ဖူဆိုတဲ့စလုံးလေးဟုတ်ပြီเนาะဟာ he ဖူပြီးတော့ hair hair ကကြတော့ဟီရာကာနာတော့ရေးခဲ့တဲ့ hair နဲ့အတူတူပဲအပေါ်မြင်းလေးစောင်းမယ်ပြီးရင်တောင်လေးချုပ်ပြီးအနောက်ကိုပြန်စောင်းမယ်เนาะအနောက်ကိုဆွဲတဲ့မြင်းလေးကနည်းနည်းရှည်တယ်ပေါ့เนาะတစ်ချက်ထဲတန်းဆွဲရမယ်အပေါ်မြင်းလေးစောင်းလေးတက်ပြီးအောက်ကိုစောင်းလေးပြန်ဆင်းမယ်ပေါ့เนาะhair เนาะဒါလေးကကာတာခနာ hair ဆိုတဲ့စလုံးလေးပေါ့เนาะဟာ he ဖူ hair ပြီးတော့ hoကဲဟိုလေးကကြတော့မြင်းဖြောင်လေးတစ်ချက်ဆွဲလိုက်မယ်ပြီးရင်အဲ့ဒီမြင်းဖြောင်လေးကိုအလဲကောင်ကနေအပေါ်ကနေလို့ဖြတ်ချလိုက်မယ်ဒီနားလေးမှာအချွန်လေးထည့်လိုက်နော်ချက်နှစ်ချက်ပြီးရင်ဒီအရှိကအဖြောင်ရဲ့အောက်မှာအဆောင်လေးတစ်ချက်ထည့်မယ်ချက်နှစ်ချက်သုံးချက်ပြီးရင်အနောက်ကဒီအဖြောင်လေးရဲ့နောက်အောက်မှာအဆောင်တစ်ချက်ထည့်လိုက်အဲ့တော့စုစုပေါင်း၄ချက်ဖြစ်သွားမယ်ပေါ့နော်ဆွဲချက်၄ချက်ဆွဲရမယ်ဒီနေ့3 4တစ်ချက်နှစ်ချက်သုံးချက်၄ချက်တစ်ချက်နှစ်ချက်3 4ဒီနေ့3 4ဟောဒါပါလဲဆိုရင်ကာတာခနာရဲ့ဟိုဆိုတဲ့စလုံးလေးเนาะအဲ့တော့ဟာတန်းမှာဟာဟီဖူဟဲဟိုဆိုတဲ့၅ခုရှိမယ်ကဲဒါဆိုရင်နာအတန်းကနေဟာတန်းထိစုစုပေါင်း10လုံးရှိမယ်ပေါ့နော်နာနီနုနဲနိုဟာဟီဖူဟဲဟိုဟုတ်ပြီနော်